အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်က Microsoft 365 account ထည့်နေပြချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်စီမှာ Microsoft 365 account ဝယ်ထားတဲ့ message ပဲဖြစ်ဖြစ်မဝယ်ရသေးတဲ့ message ပဲဖြစ်ဖြစ်ဒီ video လေးကိုကြည့်ပြီးတော့ဒါလေ့လာလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ပိုင်းဒီ computer window တွေမှာပေါ့ Office ကပါပြီးသားပေါ့နော်ကျွန်တော်တို့ဒီမှာ WORD word လို့ရိုက်လိုက်ဒီပေါ့ word ပါတယ်နောက်တစ်ခါ EXCR Excel လို့ရှာလိုက်မယ်ဆိုရင်လည်း Excel ပါပြီးသားဒါပေမဲ့အဲ့ဒါတွေကိုကျွန်တော်တို့တကယ်တမ်းသုံးတော့မယ်ပေါ့နော် Office ကိုတကယ်တမ်းဖွင့်သုံးတော့မယ်ဆိုရင်ကျွန်တော်စာရေးပြင်ချင်တာပဲဖြစ်ဖြစ်ဒါသိမ်းချင်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီအကောင့်ကြီးတက်လာတောင်းလိုက်မယ်နော်ဒီလိုမျိုးကြီးအကောင့်ကြီးတက်လာတောင်းလိုက်မယ်တင်မှာ product key ရှိလားတော့မဟုတ်အကောင့်ဝင်ပါဆိုပြီးတော့ဒီလိုမျိုးတက်လာတောင်းအဲ့ဆိုအဲ့ဒီ Microsoft Office သုံးဖို့အတွက် license accountကျွန်တော်စီမှာတစ်နှစ်ကို3000ခွဲတဲ့နဲ့ဝယ်လို့ရတယ်ပြီးရင်ကျွန်တော်တို့ကွန်ပျူတာတွေမဟုတ်ပါတော့ Android တွေမှာလည်းထည့်သုံးလို့ရတယ်သဘောတရားတူတူပဲတကောင့်ဝယ်လိုက် device 5လုံးထည့်သုံးလို့ရတယ်အဲ့ဒါဆိုတော့ကိုယ်မှာဒါကွန်ပျူတာရှိတယ် iPad ရှိတယ်သို့မဟုတ် Android tablet ရှိတယ်ဆိုရင်ဒါ3-4လုံးပြည့်ဝင်ထားလို့ရတယ်เนาะဒီ account တစ်ကောက်တည်းနဲ့အဲ့ဒါဆိုဟိုစိုင်သမားတွေပါလေစင်ပြေတယ်ပေါ့နော်အဲ့ဆိုအရင်ဆုံးကျွန်တော်ကဒါ account တစ်ခုလောက်လိုက်မယ်နော်လောက်ပြီးသွားရင်အကောက်ရပြီဆိုရင်ကျွန်တော်ဒီ sign နေပါနော် sign နေဆိုတဲ့ခက်လို့လေးကိုနှိပ်လိုက်ပြီဆိုရင်တော့ဒီလိုမျိုး account တောင်းပြီနော် account တောင်းပြီဆိုရင်ကျွန်တော်တို့ဒါ Microsoft 365 account လေးကိုကျွန်တော်တို့ရိုက်ထည့်မယ်ပြီးတော့ password ပေါ့နော် password ထည့်မယ် sign in ကိုနှိပ်အဲ့အနေထားမှာသူက password ကို update လုပ်ခိုင်းလိမ့်မယ်เนาะ first time ပေါ့เนาะ first time ဖြစ်တဲ့အတွက် password update လုပ်ခိုင်းလိမ့်မယ်အဲဆိုဒီအပေါ်ဆုံးမှာပထမဆုံးကိုယ့်ရဲ့ဒီကျွန်တော်ပေးလိုက်တဲ့ password ထည့်မယ်ဒုတိယမှာကိုကြိုက်တဲ့ password အသစ်တစ်ခုပြန် set လုပ်ရမယ်เนาะအဲအပေါ်နဲ့အောက်ကိုကြိုက်တဲ့ password ပုံစံတူပြန်ထည့်လိုက်เนาะပြီးတော့မှ sign in ကိုနှိပ်အဲဆိုဒီလိုပြပြီဆိုရင် this app only ပေါ့နော် this app မှာပဲသုံးမှာဖြစ်တဲ့အတွက် this app only ကိုနှိပ်လိုက်ပါကဲဒါဆိုရင်တော့ကျွန်တော်တို့ Microsoft License Agreement အောင်မြင်သွားပါပြီ accept ကိုနှိပ်လိုက်ရမှာပြီဒါဆိုရင်တော့ကျွန်တော်တို့ဒါ license လေးကိုကျွန်တော်ပြင်ကြည့်လို့ရရပါတော့ဒီ file ကိုနှိပ်ပြီးတော့အကောင့်မှာပေါ့နော်ဒါ Microsoft Office License မှာကိုယ့်ရဲ့ဒီမှာအကောက်လဲလာပေါ်နေမယ်ပြီးရင် Office update တွေပါလာပေါ်နေမယ် license ဒီ information လာပေါ်နေမယ်เนาะအဲဒါဆိုရင်ခုနလိုအကောင့်တောင်းတာမရှိတော့ဘူးကျွန်တော်တို့စာတွေပါပြင်လို့ရပြီရှိုက်လို့ရပြီပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်ပေါ့เนาะကျွန်တော်တို့အခု Word တင်မဟုတ်ဘူးပေါ့ကျွန်တော်တို့ PowerPoint တွေ Excel တွေပါစမ်းကြည့်အောင်เนาะအဲ့ဒါ PowerPoint ဖွင့်မယ်နော်ဒါ PowerPointသုံးလို့ရပါပြီနောက်တစ်ခါကျွန်တော်တို့ Excel ပေါ့နော် Excel လည်းတူတူပါပဲအဲဆို Office 365မှာပါတယ်ပေါ့နော်အချက်လက်တွေအကုန်လုံးဒီအကောက်ထည့်ပြီးတာねပေါ့နော်သုံးလို့ရပြီပဲဖြစ်ပါတယ်အဲ့ဆိုတော့ Mr. ဝယ်ယူခြင်းနဲ့ဆိုရင်အခုကျွန်တော်ပေးထားတဲ့အကောင့်ပေါ့နော်ကျွန်တော်ရဲ့ Facebook အကောင့်မှာလာပြီးတော့ဝယ်လို့ရပါတယ်